Hallelujah. Piarki Namado Jizro Chimumare, Joro Seaways would be Google agencies and go Sapicha Bazo, General Jansan by Papame. Tarapia Namado, the Bonjido Mudi who win Kanjalo, Buzo Takago, Sangele, Shadow do Chinka Jalo, Tashino Zago Sinye, Tara Piago, Kukwe Jalo. Piago, Pabda Video, Chimilado Pias, the Chimney, Chimney.
哈利路亚，哈利路亚，ကျွန်တော်ချမတို့အတွက်အပြည့်ငရေကနေကိုရောရှင်ရဲ့သားတော်တခင်ယေရှုဟာဒီချင်းကနေ၃ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်ပြီးကျွန်တော်ချမတို့ကိုကယ်တင်ခဲ့တယ်ထိုသခင်ရဲ့နာမတော်ကိုလက်ခုပ်တီးခြင်းအဖြစ်ချီးမွမ်းကြရအောင် Celebrate Jesus.ရွေးချယ်ထားတဲ့ဓမ္မကျမ်းစာကိုအတူတူဖတ်ကြားကြပါစို့။ဒီဘေဩဝါဒစာအခန်းကြီး7အခန်းငယ်35 39ဖြစ်ပါတယ်။ထို့ကြောင့်ကြီးစွာသောကျိုးနှင့်ရှင်သောဒီလို၏ရည်ချင်းစိတ်ကိုဆုံးကြနှင့်ဘုရားသခင်၏တော်ကိုဆောင်ပြီးမှတတိယအတိုင်းကျိုးကိုရမည်အကြောင်းဤအချင်းစိတ်ရှိရမည်။လေကြောင့်ဤကုမှုကကြောလာတဲ့အမှန်တို့ဤမဆိုင်မင်းနဲ့မကြောင်မင်းဤရောက်တော်နေမည်။ထောက်မှတ်တော်သူသည်လူကြီးချင်းအားဖြင့်သက်ရှင်နေမည်။တို့တော်လည်းရွေးရော့နေမဆိတ်ဝိညာဉ်သည်တို့သူကိုအားရမြင့်တဲ့ခြင်းမရှိဟုတရားဖြင့်မိလို့ရှိ၏။ငါတို့ကပစ္စည်းချင်းတို့ရောက်တော်မှာရွေးရော့တော်သူကိုစိတ်ဝိညာဉ်သည်ဒီချင်းတို့ရောက်တော်မှာယုံကြည်တော်သူဖြစ်ကြ၏။အခုဆက်လက်၍တီးခံတိမ်မွေ့ပြီးခိုင်မာသောယုံကြည်ခြင်းဆိုတော့နှုတ်ကပတ်တော်ကိုကျွန်တော်ရဲ့ဆရာအမ်ခွန်စောကုန်းကနေပြီးတော့ဟောကြားမှာဖြစ်ပါတယ်။နှုတ်ကပတ်တော်ကိုတည်ဆောင်လာတော့ဆရာကိုတော်၎င်းနှုတ်ကပတ်တော်ကိုတော်၎င်းအားလုံးလက်ခုပ်တီးလျက်အာရပါရကြိုဆိုကြပါစို့။ရှေးစွာဖျားတခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းပါတယ်ဒီကနေ့ကျွန်တော်တို့ချစ်တော်ညီကိုများနဲ့ဖျားတခင်ရဲ့နှုတ်ကပတ်တော်ကိုအတူတကွခွန်အားယူခြင်းအပြင်ကျွန်တော်တို့ခွန်အားယူမဲ့အချင်းကိုကြားရောက်တဲ့အတွက်ဒီလူမျိုးအချင်းအခါကိုရရှိတဲ့အတွက်လည်းဖျားရှင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းပါတယ်ကျွန်တော်ကျမ်းစာတစ်ပိုက်ကို
ပြန်ဖတ်ပါမယ်ဟေဘဲဩဝါဒစာအခန်းကြီး6အငယ်7နဲ့7ကိုဖတ်ပါမယ်တင်တို့ရှိသမျှသည်ပြီးချင်းနှင့်ကင်းလွတ်၍ယုံကြည်ခြင်းနှင့်သီးခံခြင်းအပြင်ဂတိတော်တို့ကိုအမွေခံရတော်သူတို့နေတူကျင့်နိုင်မည်အကြောင်းထိုတို့သောလုံလဝိရိယကိုထုတ်၍အဆုံးတိုင်အောင်ယုံမှခြင်းနှင့်ကင်းသောမျော်လင့်ခြင်းနှင့်ပြည့်စုံစေခြင်းဟာငါတို့ဒီအလိုရှိကြ၏ကျွန်တော်ဒီကနေ့တူတကွာခွန်အားယူဖို့အတွက်ကောင်းစင်နေပြီကျွန်တော်တီးခံတင်မွေ့ပြီးခိုင်မာတော့ယုံကြည်ခြင်းဆိုတဲ့ကောင်းစင်ကိုကျွန်တော်ပေးထားပါတယ်လွန်ခဲ့တဲ့အပတ်မှာကျွန်တော်ဇနီးနဲ့ကျွန်တော်အမျိုးသားပြတ်တိုက်တစ်ခုကိုတွားခဲ့တယ်အဲ့ဒီပြတ်တိုက်မှာတန်ဖူးကြီးတဲ့အရာတွေအများရှိတယ်အထူးသဖြင့်ဒီဥပမာတစ်ခုအနေနဲ့ပြောမယ်ဆိုရင်လွန်ခဲ့တဲ့ AD 90ကျော်နဲ့200ကြားမှာဒီဂျပန်ဘီရင်တွေပေါ့သူတို့အသုံးပြုတ်ခဲ့တဲ့ဒီရွှေနဲ့လှုပ်ထားတဲ့ဒီသစိတ်တုံးအဲ့ဒီမှာရှိတယ်အရန်တန်ဖိုးထားကြတယ်သူတို့အဲ့ဒီမှာတန်ဖိုးအရန်ကြီးတဲ့အခန်းကြီးရှိတယ်လို့တိတ်တန်ဖိုးမကြီးတဲ့အခန်းတွေလည်းရှိတယ်အဲ့ဒီအခန်းတစ်ခုမှာဘာရှိလဲဆိုတော့ဒီအာရှနိုင်ငံများရဲ့ဝိဇာစင်မှုကိုပြထားတဲ့အခန်းတစ်ခုရှိတယ်အယုတ်ကလေးတွေနဲ့စီထားတယ်အယုတ်တိတ်မကြီးတဲ့အယုတ်တွေပေါ့အခု40 50လောက်ရှိတယ်ဒီကျွန်တော်တို့လူမျိုးများရဲ့ဝိဇာစင်မှုကိုဖော်ပြထားတဲ့ကျုပ်ဖော်ထားတဲ့အယုတ်ကလေးတွေပေါ့50လောက်ရှိတယ်အဲ့ဒီအယုတ်တွေကြားထဲမှာကျွန်တော်တို့ကချင်ဝတ်စုံနဲ့အယုတ်တစ်ခုပါတယ်အဲ့ဒီမှာဟာကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာဟာဒါကချင်ဝတ်စုံပဲဆိုမှကြည့်လိုက်တာဟာဟုတ်တာပဲဆိုမှကျွန်တော်ကတပ်ပုံပြန်ရိုက်ယူလိုက်တယ်ကျွန်တော်ဒီလိုလို့ပြီးတော့မှအဲ့ဒါကိုတွေ့တဲ့အခါကျွန်တော်ဝမ်းသာတယ်ကျွန်တော်ဝတ်စုံဆိုတော့ကျွန်တော်တိတာပေါ့နော်အဲ့ဆိုဝမ်းသာမှကျွန်တော်အမတ်ရတပ်ပုံရိုက်ယူခဲ့အဲ့ဒီနောက်မှာကျွန်တော်ရဲ့စိတ်ထဲမှာဘာဝင်လာလဲဆိုဟာဒါကတော့ကချင်ဝတ်စုံဟုတ်တယ်ကျွန်တော်သိနေတယ်လေဒါမဲ့ဒီဟာကိုကချင်ဝတ်စုံဖြစ်တယ်ဆိုတာဘာလို့ဆိုတော့လှပလေးကိုစီထားတာကိုသူတို့လှတယ်အကုန်လုံးကလှတာအဲ့ဒီရုပ်ကလေးတွေလှတော့လှတယ်ဒါပေမဲ့ကျွန်တော်ပြန်စဉ်းစားမိတာဒီရုပ်ဟာဒီဝတ်စားစီမှုဟာကချင်အမျိုးသားတွေရဲ့ဝတ်စားစီမှုဖြစ်တယ်ဆိုတဲ့အကြောင်းကိုဘယ်သူသိတယ်လဲပေါ့ကွာအဲ့ဒီမေကွန်းကကျွန်တော်ခေါင်းထဲမှာရောက်လာတယ်ဟာပြထားတယ်မရှိတာတဲ့စာရင်ရှိတာကောင်းတယ်ဟုတ်တယ်မလားအဲ့ဒီမှာအရင်ကောင်းတယ်လှတယ်ဒါမဲ့ဒီလူမျိုးရှိနေတဲ့ဟာကိုလူတွေသိသလားအယုတ်ရှိတာတော့သိတာပေါ့ဟုတ်တယ်မလားဒါမဲ့ဒါကချင်ဝတ်စုံဖြစ်တယ်ဆိုတဲ့ဟာကိုလာကြည့်တဲ့လူတိုင်းသိကြသလားအဲ့ဒီမေကွန်းကျွန်တော်ခေါင်းထဲမှာရောက်လာတယ်ဒီလောကကြီးမှာဒီကဘာကြီးထဲမှာလူတန်းပေါင်း9000ကျော်ရှိတယ်တန်းပေါင်း9000လောက်ရှိတယ်အဲ့ဝန်းကျင်ရှိတယ်ဒီတန်းပေါင်း9000တော့လူများရှိနေကြတယ်မရှိတာတဲ့ဆိုင်ရှိတာဟာကောင်းတယ်ဒါမဲ့ဒီတန်းပေါင်း9000တော့လူများကိုဖျားခင်တည်သလားအဲ့ဒါမဲကွန်းဖြစ်လာတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ဒီမှာဖျားခင်ကိုလာရောက်ကိုးကွယ်ဝတ်ပြုကြတဲ့ကျွန်တော်ညီကိုများဒီလောက်ရှိပါတယ်အတင်းသားများအများကြီးရှိပါတယ်အကြောင်းမျိုးကြောင့်တချို့လာရောက်နိုင်ခြင်းမရှိပါဘူးကျမတို့ကိုဖျားခင်တည်သလားကျမတို့ဒီမှာရှိနေတာမှန်တယ်မရောက်တာတဲ့စာရောက်တာဟာကောင်းတယ်မယုံကြည်တာတဲ့စာယုံကြည်တာဟာကောင်းတယ်ဒါမဲ့ကျမတို့ရဲ့ယုံကြည်ခြင်းအားဖြင့်တာကျမတို့ကိုဘုရားသခင်ကတိမှဖြစ်တယ်ဘယ်လိုပဲဖြစ်ဖြစ်အယောက်ပေါင်း
တန်ပေါင်း9000ထဲမှာကျွန်တော်တို့ပါတယ်ဒီ9000ထဲကဖျားခင်တည်တဲ့တာသမီများဖြစ်ပါတယ်ကျွန်တော်ကျမတို့ဆိုတော့ကျွန်တော်ခုနပြောသွားတယ်လို့ပဲအယုတ်ကလေးဟာမရှိတာတဲ့ဆိုင်တော့ရှိတာဟာကောင်းတယ်ကျွန်တော်တို့လူသားဖြစ်တယ်ဆိုတဲ့အရာကိုဒီမှာခံရတယ်ခံစားရတယ်လက်ခံရရှိတယ်လူသားမဖြစ်ဘူးကျွန်တော်တို့မိဘရီစီကနေကျွန်တော်တို့မွေးဖွားလာခြင်းမရှိဘူးဆိုရင်ကျွန်တော်တို့ဖျားကိုသိဖို့မလိုအပ်ဘူးဟုတ်ပြီဒီမှာကစတယ်ကျွန်တော်မွေးလာပြီဒီမှာကဆုံးတယ်ကျွန်တော်တို့အဆုံးရှိတယ်ကျွန်တော်တို့ရဲ့ဒီခန္ဓာကိုယ်နဲ့ဒီအသက်ကအဆုံးရှိတယ်ဖျားခင်ရဲ့အချိန်ကာလဆိုတာဟာအိမ်မတာမရှည်ရရတယ်အတိုင်းအတာမရှိဘူးကျွန်တော်တို့ရဲ့လူသားတို့ရဲ့အသက်တာဟာအတိုင်းအတာရှိတယ်ဒီလောက်ပဲရှိတယ် example ပေါ့ဥပမာအဖြစ်မွေးဖွားခြင်းမှာစတယ်မမွေးရင်ဘုရားသခင်ကိုတိဖို့လည်းမလိုဘူးရှိလည်းမရှိဘူးမွေးဖွားပြီးတဲ့ဒီမှာအဆုံးတက်ပြီးတဲ့ဆုံးသွားပြီးတဲ့နောက်မှာကျွန်တော်တို့ရဲ့ရွေးရှင်ပိုင်ခွင့်ကမရှိတော့ဘူးဘာရွေးချယ်ပိုင်ခွင့်လဲဆိုတော့ဖျားသခင်နဲ့သက်ဆိုင်သလားမသက်ဆိုင်ဘူးလားဆိုရဲရွေးချယ်ပိုင်ခွင့်ကကျွန်တော်တို့ ਨੇ မဆိုင်တော့ဘူးငရဲအသေးအကြီးဆိုတဲ့ဟာလဲမရှိဘူးကျွန်တော်တို့အဲ့ဒါကိုမယုံဘူးအဲ့ကြောင့်ကျွန်တော်တို့ ਨੇ မဆိုင်တော့ဘူးဘာလို့မဆိုင်ဘူးလို့ပြောနိုင်တယ်လဲကျမ်းစာထဲမှာဖော်ပြထားတာဟိုမှာကျွန်တော်တို့သိတဲ့အတိုင်းပဲဟိုမှာလာဇရုနဲ့တထေးကြီးနဲ့ဟုတ်တယ်မလားဆုံးသွားကြတယ်နှစ်ယောက်စလုံးလာဇရုကကောင်းကင်နိုင်ငံရောက်သွားတယ်တထေးကြီးကငရေရောက်သွားတယ်ဟာကျွန်တော်ရေစားတယ်လာဇရုရေတစ်ခွက်လောက်တိုက်ပါဦးမရဘူးကျွန်တော်လာလို့မရဘူးဟာဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ရဲ့ညီကိုတွေဟောရွာထဲမှာအိမ်ထဲမှာရှိနေကြတယ်မိဆွေတွေမိသားစုတွေပြောပေးပါဦး sorry ပဲမရဘူးသူတို့စီမှာအခွင့်အရေးတွေရှိတယ်အသက်ရှင်နေကြတယ်ဒီလိုမျိုးအသက်ရှင်နေတဲ့အချိန်မှာအခွင့်အရေးရတဲ့အချိန်မှာသူတို့ဘုရားသခင်ကိုရှာကြပါစေဘုရားသခင်ကိုသူတို့လက်ခံပါစေမရတော့အခွင့်အရေးဆိုတာဟာဒီအချိန်မှာပဲကျွန်တော်တို့ဟာအခွင့်အရေးဆိုတာရတာဖြစ်တယ်စတာဆုံးတာရှိတယ်လူသားတွေရှိနေကြတယ်ကျွန်တော်ကျမတို့ရှိနေကြတာဟုတ်တယ်ဒီမှာကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာကျွန်တော်တို့ရဲ့မိသားစုဝင်တွေကျွန်တော်တို့ရဲ့တငယ်ချင်းတွေရှိနေကြတယ်ဒါပေမဲ့ရှိနေကြတဲ့ဟာကိုဘုရားသခင်တည်သလားအယုတ်ကလေးဟာရှိနေတယ်လာကြည့်တဲ့လူတွေတည်သလားအဲ့ဒါပဲအဲ့ဒါကိုတည်ဖို့အတွက်ဘာလို့တလဲကျွန်တော်တို့ကျမတို့အသက်ရှင်နေတယ်ဆိုတဲ့ဟာကိုဘုရားသခင်တည်ဖို့အတွက်ဘာလို့တလဲကျွန်တော်တို့တည်ပြီးသားဖြစ်တယ်အသက်ရှင်တော့ဘုရားသခင်လိုပါတယ်ယောဟန်အခန်းကြီး9အငယ်24မှာငါအမှန်ကန်ဆိုဒီကငါစကားကိုနားထောင်၍ငါကိုစေလွတ်တော်မူတော့သူကိုယုံကြည်တော့သူသည်ထာဝရအသက်ကိုရသည်ဖြစ်၍အပြစ်စီရင်ခြင်းကိုမခံရတေခြင်းမှအသက်ရှင်ခြင်းတို့ကိုးမြောက်တော်သူဖြစ်၏တခင်ယေရှုရဲ့ဟောကြားတော်နှုတ်ကပတ်တော်ကိုလက်ခံယုံကြည်တော့သူသည်တေခြင်းမှရှင်ခြင်းဆိုတဲ့ဘဝသို့ကိုးပြောင်းသွားတော့သူများဖြစ်ပါတယ်အဲ့ဒါဖြစ်တယ်ကျွန်တော်ဒီမှာအသက်ရှင်နေတဲ့အချိန်မှာကျွန်တော်တို့ရှိနေခြင်းဆိုတဲ့အချိန်မှာသခင်ယေရှုရဲ့နှုတ်ကပတ်တော်ကိုလက်ခံယုံကြည်တဲ့အချိန်မှာကျွန်တော်တို့ဟာရှင်ခြင်းဆိုတဲ့
ဒီခန္ဓာကိုယ်ပျက်စီးသွားပေမဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်အသက်ဟာရှင်ခြင်းဆိုတဲ့အသက်ကိုကူးမြောက်သွားတော့လက်ခံရရှိတော့သူများဖြစ်တယ်ဒီအသက်ရှင်နေတဲ့ဒီမှာကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့ဒီခန္ဓာကိုယ်ကြီးပိုင်ဆိုင်နေလို့ကျွန်တော်တို့ဟာအသက်ဆိုတဲ့အရာကိုပိုင်ဆိုင်ဖို့အခွင့်အရေးရရှိခြင်းဖြစ်တယ်ဒီအခွင့်အရေးကိုကျွန်တော်တို့ကောင်းစွာအသုံးချတတ်ဖို့အသုံးပြုတတ်ဖို့လိုပါတယ်ကျွန်တော်တို့နိုင်ငံမှာဗုဒ္ဓတွေအိမ်မတမတန်ဖိုးထားတယ်ဒီလူဖြစ်ခြင်းဆိုတဲ့ဟာလူဖြစ်ဖို့အတွက်ကအရန်ကြိုးစားရတယ်လို့ပြောကြတယ်သူတို့ကလူဖြစ်လာဖို့မလွယ်ဘူးလူဖြစ်မှပဲသူတို့ကဒီတန်တရားကနေပြီးတော့လွတ်မြောက်နိုင်ဖို့အခွင့်အရေးရှိတယ်သူတို့ကျွန်တော်တို့ရဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ရဲ့သစိတပိုင်းနည်းနည်းလေးတော့သူတို့သဘောပေါက်ကြတယ်ဒါမဲ့ရှင်ချင်းဆိုတဲ့အရာကိုကိုးပြောင်းသွားတဲ့နေရာမှာတော့သူတို့ဒါကိုသဘောမပေါက်သေးဘူးသဘောပေါက်လာအောင်ကျွန်တော်တို့ကတာဝန်ရှိတယ်ကျွန်တော်တို့စမှာတာဝန်ရှိတယ်ဒီအခွင့်အရေးလူသားဖြစ်ခြင်းဆိုတဲ့တန်ဖိုးကိုသူတို့နားလည်တယ်လူသားဖြစ်ခြင်းဆိုတဲ့တန်ဖိုးကိုနှုတ်ကပတ်တော်ထဲမှာဖော်ပြထားတယ်လူသားဖြစ်တဲ့အချိန်မှာသခင်ယေရှုဟောကြားတဲ့နှုတ်ကပတ်တော်ကိုလက်ခံရရှိရင်ရှင်ခြင်းဆိုတဲ့အသက်တာကိုလက်ခံရရှိတယ်လက်ခံရရှိတဲ့သူတိုင်းဖျားခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းပါတယ်ခုနကကျွန်တော်တို့ဖတ်သွားတဲ့ကျွန်တော်တို့အပြန်အလှန်ဖတ်သွားတဲ့နေရာမှာကရုဏာတရားနဲ့သစ္စာတရားကိုသင်နဲ့မကွာစေနဲ့သူဖျားဖို့ကိုသင်ဤလေဘင်းနဲ့ဆွဲထားလောနှလုံးအင်းစင်းနဲ့ရေးသွင်းလောသစ္စာတရားကိုကျွန်တော်တို့ရဲ့လေဘင်းမှာဆွဲထားပါဘာသစ္စာတရားလဲဖျားသခင်ကိုသခင်ယေရှုရဲ့နှုတ်ကပတ်တော်ကိုလက်ခံရရှိတဲ့လူသားတိုင်းယုံကြည်သူတိုင်းဟာဒီသခင်ယေရှုနဲ့ကျွန်တော်တို့ရဲ့ဂျားထဲမှာသစ္စာတရားဆိုတဲ့ဟာနဲ့ကျွန်တော်တို့ဟာရစ်ပတ်ထားပြီးသားဖြစ်တယ်ဒီသစ္စာတရားဟာအသက်နဲ့ဆိုင်တဲ့သစ္စာတရားဖြစ်တယ်ဒီသစ္စာတရားကိုသူကဖော်ပြထားတယ်လေဘင်းမှာဆွဲထားပါလေဘင်းမှာဆွဲထားတယ်ဆိုတာပြုတ်ကျသွားဖို့လည်းမလွယ်ဘူးဒါခိုင်မာတဲ့နေရာဖြစ်တယ်လှပတဲ့နေရာလည်းဖြစ်တယ်ကျွန်တော်မင်းကလေးအများပိုင်းဒီမှာဆွဲကျူးလေးတွေဆွဲထားကြတယ်အကောင်လုံးကလေဘင်းမှာဆွဲတာများတယ်လှလေးလှတယ်ခိုင်လဲခိုင်တယ်လေဘင်းမှာဆွဲထားပါပြီးတော့မှဒီမှာသူကျွန်တော်ခွန်အားပြန်ပေးထားတယ်သူပြုတ်လင်းတဲ့ဘုရားသခင်ရှေ့လူတို့ရှေ့မှာမျက်နာရ၍ကျေးဇူးကိုခံရလိမ့်မည်ဘုရားသခင်ရဲ့သစ္စာတရားကိုကျွန်တော်တို့လက်ကင်ဆွဲထားတဲ့အချိန်မှာလူတွေရဲ့ရှေ့မှာရောဘုရားသခင်ရဲ့ရှေ့မှာရောမျက်နာရလိမ့်မည်ကျွန်တော်တို့အထူးသဖြင့်ကျွန်တော်တို့အာရှသားတွေကမျက်နာရတယ်ကချင်လူကတော့မိမှန်လူဟဲ့မိမှန်ဆုံးမယ်ဒီမျက်နာရဖို့အရေးကိုမလွယ်ဘူးမျက်နာဆိုတာရှိပြီးသားတော့ဖြစ်တယ်ဒါပေမဲ့မျက်နာရဖို့ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဒါဟာကျွန်တော်တို့ရဲ့ identity ဖြစ်တယ်ကျမတို့ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတဲ့ဟာကိုဖော်ပြနေတာကဒီမျက်နာဖြစ်တယ်ဖုံးထားလို့မရအောင်ဝက်ထားလို့မရအောင်ဒီမျက်နာကိုဝက်ထားမှလူအဖွဲ့အစည်းထဲမှာတွားလို့မရအောင်အဲ့ဒါဖြစ်တယ်ဖျားသခင်ရဲ့သစ္စာတရားကိုဆွဲထားတဲ့အချိန်မှာလူတွေရဲ့ရှက်ဖျားရှက်မှာကျွန်တော်တို့မျက်နာရပြီးတော့မှမျက်နာရတယ်ဆိုတာကရှက်ချော့ဖွဲ့ရမကောင်းတော့ဘူးအိမ်မတမမွန်မြတ်တယ်ကောင်းမွန်တယ်တင်းမြတ်တယ်လှပတယ်ဒီဂုံတိခါကိုယူဆောင်လာတဲ့မျက်နာဖြစ်တယ်အဲကြောင့်မျက်နာရဖို့ဆိုတာအိမ်မတမအရေးကြီးတယ်ကျွန်တော်တို့ရဲ့အတိုင်းဝိုင်းထဲမှာမျက်နှာရှုံးပြီဆိုရင်ကျွန်တော်တို့ကဒီအတိုင်းဝိုင်းထဲမှာမလာကျင်တော့ဘူးမလာရေးတော့ဘူးကြောက်သွားတယ်ဘုရားသခင်ရဲ့ရှေ့မှာကျွန်တော်မျက်နှာမရဘူးဆိုရင်ကျွန်တော်တို့တ
ခင်ယေရှုနဲ့မျက်နှာချင်းဆိုင်တဲ့အချိန်မှာကျွန်တော်တို့ကရှက်ကြောက်ခြင်းနဲ့စိတ်ရှိလာတယ်မျက်နှာလွှဲသွားတယ်ဘယ်သူမှပိတ်ပင်တားဆီးစရာမလိုဟောမှာအေဒင်ဥယျာဉ်မှာအာဒမ်နဲ့အေဝါဖျားခင်ရဲ့နှုတ်ကပတ်တော်သစ္စာတရားကိုမလိုက်တဲ့အတွက်သူတို့ပြစ်မှားတာဖျားခင်ကဘာမှမပြောဘာလုပ်တာလဲရှုံပုတ်ထဲမှာပုံနေတာတဲ့ဘာမှမပြောမျက်နှာမရတော့ဘူးဖျားခင်ရဲ့ရှေ့မှာဖျားခင်ရဲ့နှုတ်ကပတ်တော်ကိုဖျားခင်ရဲ့သစ္စာတရားကိုသူတို့ကမင်းဥပေက္ခပြုတဲ့အချိန်မှာသူတို့ဟာမျက်နှာမရတော့အဲ့ကြောင့်ကိုဟာကိုတင်းငယ်စွာနဲ့ဖုံးကွယ်နေတယ်ပုံနေတယ်မျက်နှာမရတော့ဘူးဆိုရင်ကျွန်တော်တို့ရဲ့အတိုင်းဝိုင်းထဲမှာကျွန်တော်တိုးလို့မရဘူးဖျားခင်ရဲ့ရှေ့မှာကျွန်တော်တို့မျက်နှာမရတော့ဘူးကျွန်တော်တို့ဖျားခင်ရှေ့မှာတိုးဖို့ကျွန်တော်တို့မှာတတိမရှိတော့ဘူးကျွန်တော်ဖျားဒီမှာဖျားเจ้าလာဖို့ကျွန်တော်ဆိုတာတတိရှိတယ်ဘယ်သူကမှလည်းမကြောက်ဘူးဘယ်သူကမှလည်းမချက်ဘူးကျွန်တော်ပျော်တယ်ဟုတ်တယ်မလားအိမ်မသားမပျော်တယ်ဘာဖြစ်လို့လဲဒီကကျွန်တော်တို့ငီကူရီစီမာရောဖျားခင်ရှေ့မှာရောကျွန်တော်တို့ဟာဖျားခင်ရဲ့နှုတ်ကပတ်တော်အတိုင်းလိုက်လျှောက်တဲ့အတွက်ကျွန်တော်တို့စီမှာ confidence ရှိတယ်ခုနဟေဘေအိုဝါဒစာထဲမှာပြောထားတာအဲ့ဒါကျွန်တော်တို့ကပြောတာတင်တို့ရဲ့ရေးချင်းချင်းကိုတင်တို့ရဲ့ယုံကြည်ခြင်းကိုမရွရော့ပဲနဲ့ဖျားခင်မှာတိုးဝင်ပါကျွန်တော်အဲ့ဒါပဲအဲ့ဒါကြောင့်ကျွန်မဖျားချောင်းလာတာကျွန်တော်တခင်ယေရှုကိုဖျားသခင်ကိုကျေးဇူးတော်ချီးမွမ်းဖို့အတွက်ဖျားသခင်နဲ့ကျွန်တော်တို့ဟာခွန်အားယူဖို့အတွက်ဒီကိုလာတယ်တတိရှိတယ်ဘာဖြစ်လို့လဲကျွန်တော်တို့စီမှာယုံကြည်ခြင်းရှိတယ်အဲ့ဒီယုံကြည်ခြင်းဟာကျွန်တော်တို့ကိုရေရင်ခြင်းဆိုတဲ့အရာကိုဖြစ်စေတယ်အဲ့ဒါကြောင့်လည်းကျွန်တော်တို့ဟာပျော်တယ်ပျော်ရွှင်တယ်ဝမ်းမြောက်တယ်ဖျားသခင်နဲ့တစ္ဆာထားတော့တစ္ဆာတရားကိုကျွန်တော်တို့ဟာအစဉ်အမြဲဆွဲထားတဲ့အတွက်လက်ခံထွေးပိုက်ထားတဲ့အတွက်ကျွန်တော်တို့ဟာဖျားသခင်ရဲ့ရှေ့လူရှေ့မှာမျက်နှာရတယ်တစ္ဆာတရားဖျားသခင်ရဲ့ရှေ့မှာတစ္ဆာဆိုထားတယ်ဖျက်လို့မရအဲ့ဒါရဲ့အောက်မှာကျွန်တော်တို့မိသားစုတွေဒီမှာ family တွေရှိတယ်လင်မယားတွေရှိတယ်လင်ယောက်ျားနဲ့မယားနဲ့တစ္ဆာပြုတ်ထားတယ်ဒီတစ္ဆာပြုတ်ထားတဲ့အရာကိုလေဘေးမှာဆွဲထားရမယ်ဒီတစ္ဆာတရားဟာအသွေးတော်နဲ့သက်ဆိုင်တဲ့တစ္ဆာတရားနဲ့အတူတူပဲအဲအကြောင်းနှုတ်ကပတ်တော်ထဲမှာဘုရားသခင်ကမင်းတို့လောကီသားတို့ယုံကြည်သူအပေါင်းတို့မလက်ထခင်မှာမပေါင်းတင်ပါနဲ့အဲ့ဒါကြောင့်တရားဟောဆရာတပါးကပြောထားတယ်လက်ထချင်းဆိုတဲ့အရာမှာတဲ့လင်းနဲ့မယားနဲ့ဖြစ်လာတဲ့အချိန်မှာဒါဟာ blood covenant ဖြစ်သွားပြီသွေးသစ္စာဖြစ်သွားပြီဘာဖြစ်လို့လဲဆိုတော့တဲ့ရှင်းရှင်းပြပြောမယ်ဒီမိန်းမနဲ့ဒီယောက်ျားနဲ့လက်ထပ်ပြီးဖျားသခင်ရဲ့ရှေ့မှာကတိသစ္စာခံယူတဲ့နေ့မှာသူတို့ဟာစစ်ဆန်ကြတဲ့အချိန်မှာတွေးထွက်တယ်ဒါဟာတွေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ရဲ့မိသားစုကိုခိုင်မာအောင်ကတိသစ္စာပြုတ်ထားတဲ့အရာဖြစ်တယ်ကတိသစ္စာနဲ့ဆိုင်တဲ့အရာဖြစ်တယ်ဒါကြောင့်မို့ဒီကတိသစ္စာကိုကျွန်တော်တို့ဟာဖျက်လို့မရဘူးမိသားစုတွေကျွန်တော်တို့ဖျားသခင်ထံမှာဂတိသစ္စာပြုထားပြီးသားဖြစ်တယ်ကျွန်တော်တို့ရဲ့လင်းနဲ့မယားကြားမှာဂတိသစ္စာပြုထားဖြစ်တယ်ဒီသစ္စာတရားကိုလေပြီးမှဆွဲထားပြီးတော့မှဖျားသခင်နဲ့လူတွေအပေါင်းပါတွေအကုန်လုံးရဲ့ရှေ့မှာကျွန်တော်တို့ဟာဘာလဲလက်လျှောက်ရမှာဖြစ်တယ်အဲ့ဒီလိုမျိုးပြုတ်ရင်တဲ့လူရှေ့ဖျားရှေ့မှာကျွန်တော်တို့ဟာမျက်နာရတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဆိုတာသစ္စာပြုတ်ထားတဲ့အရာမှန်သမျှကိုကျွန်တော်တို့ဟာလေးစားလိုက်နာပြီးတော့မှဖျားခင်ထာမှာခွန်အားယူပြီးတော့မှကျွန်တော်တို့ဟာဆက်ပြီးတော့မှတက်ချင်ဖို့ဖြစ်တယ်အဲ့လိုမျိုးပြုတ်ကျင့်တဲ့အချိန်မှာဖျားခင်နဲ့တက်ဆိုင်တဲ့အသက်
သက်ချင်းချင်းဆိုတဲ့အရာကိုပြောင်းသွားတဲ့အချိန်မှာကျွန်တော်တို့ဟာဖျားခင်ရဲ့ရှေ့မှာရေးရင်ချင်းရှိတယ်ဆိုတဲ့အရာကိုဖော်ပြသားခြင်းဖြစ်တယ်ကျွန်တော်တို့ရဲ့ခုနကျွန်တော်တို့အားလုံးအတူတကွဖတ်သွားတဲ့ကျွန်တော်ဟေဘေဩဝါဒစာထဲမှာကျွန်တော်တို့ဟာတဲ့ခုနကျွန်တော်ပြောတဲ့အတိုင်းပဲလူသားတွေဟာဒီလူမျိုးတက်ချင်နေတဲ့အချိန်မှာဖျားသခင်ရဲ့ဂတိသစ္စာဆိုတာကထာဝရအသက်ချင်းချင်းဆိုတဲ့ဂတိသစ္စာကိုလက်ခံရရှိပြီးတော့မှထာဝရအသက်ချင်းချင်းဆိုတဲ့ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကိုတွားတဲ့အချိန်မှာရေးရင်ချင်းစိတ်နဲ့မစွန့်ကြနဲ့ဟေဘေဩဝါဒစာထဲမှာပေါ်ပြထားတယ်ရေးရင်ချင်းစိတ်ကိုမစွန့်လို့ကြနဲ့ဖျားသခင်ရဲ့အလိုတော်ကိုဆောင်ပြီးမှဂတိတော်အတိုင်းအကျိုးကိုရမည်အကြောင်းတီးခံခြင်းစိတ်ရှိရမည်တီးခံခြင်းစိတ်တင်မွေ့ခြင်းစိတ်ရှိရမယ်ဖျားသခင်ကိုရရှိတဲ့လူဖျားသခင်ကိုစိတ်နှလုံးထဲမှာတွင်းထားတဲ့လူတွေတီးခံတင်မွေ့တဲ့နှလုံးသားခိုင်မာတဲ့ယုံကြည်ခြင်းရှိရမယ်ဖျားသခင်ရဲ့နာမတော်၌လူကိုကျင့်စေတယ်ဖျားသခင်ရဲ့နာမတော်၌လူကိုမကောင်းပြောတယ်ဖျားသခင်ရဲ့နာမတော်၌လူကိုတတ်တယ်ဒီကနေ့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာဒီလိုမျိုးအရာတွေအရာပြည့်နေတယ်ဒါပေမဲ့ဖျားသခင်တကယ်တမ်းပြောတာကကျွန်တော်တို့ကိုခွန်အားပေးတာဟာချစ်ကြပါကိုယ်နဲ့သက်ဆိုင်သူကိုယ်နဲ့အမျှချစ်ပါသခင်ယေရှုရဲ့ဒုတိယအကြီးဆုံးတော့ကျွန်တော်ရဲ့တွင်တင်မှုဖြစ်တယ်ဖျားသခင်ကိုယ့်ရဲ့စိတ်နှလုံးခွန်အားအလုံးစုံနဲ့ဖျားသခင်ကိုချစ်ပါပြီးရင်ကိုယ်နဲ့သက်ဆိုင်သူကိုယ့်ရဲ့အပေါင်းအသင်းသက်ဆိုင်သူတွေကိုယ်နဲ့အမျှချစ်ပါချစ်ချင်းမေတ္တာနဲ့တည်ဆောက်တဲ့ပတ်ဝန်းကျင်ချစ်ချင်းမေတ္တာနဲ့တည်ဆောက်တဲ့မိသားစုချစ်ချင်းမေတ္တာနဲ့တည်ဆောက်တဲ့အသင်းတော်ချစ်ချင်းမေတ္တာနဲ့တည်ဆောက်တဲ့နိုင်ငံတော်ဖြစ်ဖို့လိုပါတယ်ဒီလိုမျိုးတည်ဆောက်တဲ့နေရာမှာကျမတို့ဆိုတာကကိုတယောက်တည်းဘုရားသခင်နဲ့သစ္စာပြုထားတဲ့ယုံကြည်ခြင်းကိုကင်ဆောင်တဲ့နေရာမှာကိုတယောက်တည်းရဲ့ရည်ရင်တော့ခိုင်မာတော့ယုံကြည်ခြင်းကိုတည်ဆောင်လာတဲ့အချိန်မှာကျမတို့ဆိုတာကပတ်ဝန်းကျင်ကိုဘယ်လိုပြောမလဲဘယ်လိုလုပ်မလဲအလင်းဖြစ်စေရမယ်လူတွေအတွက်နမူနာယူစရာစံထားစရာအသက်တာကိုဖြစ်စေဖို့အတွက်ဘုရားသခင်ဟာလောကအလင်းဖြစ်စေဖို့အတွက်ကျွန်တော်တို့ကိုခွန်အားပေးထားခြင်းဖြစ်တယ်။တာဝန်ပေးထားခြင်းဖြစ်တယ်။တယောက်ချင်းခိုင်မာတီးခံတင်မွေးတဲ့ယုံကြည်ခြင်းရှိမှကျွန်တော်တို့ရဲ့မိသားစုဟာပျော်ရွှင်တဲ့မိသားစုတွေဖြစ်လာမှာဖြစ်တယ်။ပျော်ရွှင်တဲ့ခိုင်မာတဲ့မိသားစုတွေအများကြီးရှိမှခိုင်မာတဲ့အသင်းတော်ဆိုတာဖြစ်လာမှာဖြစ်တယ်ဒီလိုမျိုးမိသားစုတွေအများကြီးနဲ့တည်ဆောက်ထားတဲ့နိုင်ငံဖြစ်မှာကျွန်တော်တို့ရဲ့ဖျားသခင်ရဲ့အလိုတော်အတိုင်းဖြစ်နိုင်တဲ့နိုင်ငံကိုတည်ဆောက်လို့ရမှာဖြစ်တယ်အဲကြောင့်ကျွန်တော်ရဲ့မိသားစုမှာကျွန်တော်တို့ဟာခိုင်မာတဲ့ယုံကြည်ခြင်းနဲ့ချစ်ချင်းမေတ္တာနဲ့ပြည့်ဝတဲ့မိသားစုတွေအသက်တာတွေပိုင်ဆိုင်ထားဖို့လိုပါတယ်ကျွန်တော်ကျွန်တော်တို့တင်ငယ်ချင်းတယောက်ကပြောတယ်အမေရိကမှာတဲ့သူပြောတာ example တစ်ခုပေါ့နော်ညီကိုချင်းလူမျိုးတွေဟာတဲ့အကြောင်းကောင်းရှိတဲ့နေရာမှာတဲ့သူတို့ဟာသူတို့ရဲ့အမျိုးတွေသူတို့လူမျိုးတွေအကုန်လုံးအဲ့ဒီရက်ကွက်မှာလာနေမှာအဲ့မှာအကြောင်းမှာတက်ကြတယ်ဒါဟာကောင်းတဲ့လက္ခဏာတစ်ခုဖြစ်တယ်တဘောကျွန်တော်တို့ဒီမှာဂျပန်နိုင်ငံမှာကျတော့ကျွန်တော်တို့ခါဒီ communication ပေါ့နော်လမ်းပန်းဆက်သွယ်ရေးကလွယ်ကူတော့အရန်ဝေးကြပေမဲ့ဒီမှာအတူတကွဆုံတွေ့ဖို့အတွက်လွယ်ကူတယ်တချို့နိုင်ငံတွေမှာတချို့မြို့တွေမှာဂျပန်မှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ဆုံတွေ့ဖို့အင်တာမခက်ပါတယ်အထူးသဖြင့်ကျွန်တော်တို့နိုင်ငံခြားမှာရောက်သွားတဲ့ကျွန်တော်တို့လူမျိုးတွေဒီလူမျိုးအဆက်အသွယ်ပြုဖို့အတွက်စုစည်းဖို့အတွက်ခ
ခဲတဲ့နေရာမှာကျွန်တော်တို့တယောက်တကွိုင်းစီနေလာတဲ့အခါမှာကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကျွန်တော်တို့ရဲ့အမျိုးသားရေးကျွန်တော်တို့ရဲ့လူမျိုးရေးကျွန်တော်တို့ရဲ့မိသားစုအရေးကိုတစုတစည်းနဲ့ခိုင်မာအောင်တည်ဆောက်ဖို့အင်မတန်မှခက်ပါတယ်အဲကြောင့်ဖြစ်နိုင်တော့စုစည်းဖို့လွယ်တဲ့နေရာမှာစုံတွဲဖို့လွယ်တဲ့နေရာမှာစုစည်းပြီးတော့မှကောင်းတဲ့နေရာမှာစုစည်းပြီးတော့မှဘုရားသခင်ကိုအတူတကွဝတ်ပြုကိုးကွယ်တဲ့အချိန်မှာကျွန်တော်တို့ဟာခွန်အားတွေဖြစ်လာမှာဖြစ်တယ်။တယောက်တည်းနေရင်ကြာလာတဲ့အချိန်မှာကျွန်တော်တို့ရဲ့စိတ်နှလုံးတွေအထူးသဖြင့်ကျွန်တော်ဒီမှာပြောချင်တာကတော့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုကျွန်တော်တယောက်တည်းပိုင်ဆိုင်တဲ့ယုံကြည်ခြင်းကိုမဖြစ်စေလိုတဲ့အတွက်ဖြစ်ပါတယ်။ကျွန်တော်ဂျပန်အတင်းတော်တစ်ခုနှစ်ခုကိုတွားခဲ့ဖူးတယ်။လူကြီးပိုင်းတွေများပါတယ်။လူငယ်တွေကလေးတွေမရှိတဲ့လောက်ရှားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလူကြီးတွေသူတို့ရဲ့ယုံကြည်ခြင်းသူတို့ပိုင်ဆိုင်တဲ့ပျော်ရွှင်ခြင်းခရစ်တော်နဲ့ပျော်ရွှင်ခြင်းခရစ်တော်နဲ့ဝမ်းမြောက်ခြင်းဆိုတဲ့အရာကိုသူတို့ရဲ့သားသမီးတွေကိုမပေးထားနိုင်ဘူးမပေးနိုင်တဲ့အခါကျတော့ဒီသားသမီးတွေကဖျားเจ้าမှာမပျော်နိုင်တော့ဘူးဆိုတော့လူကြီးတွေပဲများတော့ဗောဖျားเจ้าမှာဒီလိုမျိုးဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့ရဲ့ပျော်ရွှင်တဲ့ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းဆိုတဲ့အရာကိုကိုးမြောက်သွားစေနိုင်တဲ့ကိုးမြောက်သွားအောင်ဆောင်ရွက်ပေးတဲ့ယုံကြည်ခြင်းဟာကျွန်တော်တယောက်တည်းကျမတယောက်တည်းပိုင်ဆိုင်ပြီးတော့မှကျွန်တော်ရဲ့သားသမီးတွေကျွန်တော်ရဲ့မိတွေမြစ်တွေကိုမပိုင်ဆိုင်စေဘူးဆိုရင်ကျွန်တော်ဟာကျမဟာအင်မတန်မှဘယ်လိုပြောမလဲတကူကောင်းဆန်တဲ့ယုံကြည်သူတွေဖြစ်လာမှာဖြစ်ပါတယ်ဖျားသခင်သားမှာယုံကြည်လာဖို့အတွက်တရားဟောဆရာတွေတရားဆရာတွေစီမာပဲတာဝန်ရှိတာမဟုတ်ဘူးယုံကြည်သူအယောက်စီတိုင်းပေါ်မှာတာဝန်ရှိတယ်အဲဒါကြောင့်မို့ဒီလိုမျိုးယုံကြည်ခြင်းဆိုတဲ့အရာကိုတားဆင်မြေစခိုင်မာဖို့အတွက်တားသမီးတွေကိုဖျားသခင်ရဲ့ကယ်တင်ခြင်းအကြောင်းနှုတ်ကပတ်တော်ကိုဝေငှဖို့အတွက်ပြောပြဖို့အတွက်သက်သေခံဖို့အတွက်ပုံကောင်းတဲ့ဖြစ်ဖို့အတွက်ယုံကြည်သူအယောက်စီတိုင်းမှာတာဝန်ကြီးပါတယ်ဂျပန်နိုင်ငံမှာကျွန်တော်အပြစ်ပြောတာမဟုတ်ပါကလေးတွေကချင်စကားသိမပြောချင်တော့ဘူးဘာဖြစ်လို့လဲဆိုတာဒါဟာပတ်ဝန်းကျင်နဲ့ဆိုင်တယ်အပြစ်ပြောဖို့လည်းခက်တယ်ကျွန်တော်တို့ဟိုမှာခက်နဲ့ရောက်လာတဲ့လူတွေဖြစ်တယ်ဒီမှာရောက်နေတဲ့အခုလက်ရှိရောက်နေတဲ့အကြီးပိုင်းတွေနို့ဖူဖရန်စားပြီးမှရောက်လာတာဖြစ်တယ်ဒါမဲ့ဒီလောက်ကြီးကျွန်တော်တို့ရဲ့ကိုယ်တွေ့ခံစားပြီးမှရောက်လာတဲ့ကျွန်တော်ရဲ့သားတွေသမီးတွေကျွန်တော်ရဲ့စကားကိုသိမပြောချင်တော့ဘူးအဲ့ဒီရဲ့နောက်မှာယုံကြည်ခြင်းရောက်လာမယ်အဲ့ဒါကိုပြောချင်ဖြစ်တယ်ထားလိုက်ပါတော့ကျွန်တော်တို့အသက်ရှင်နေတရွေ့ကျွန်တော်တို့ဟာအိမ်မှာကောင်းမွန်ပြောပြတယ်ဒီသားသမီးတွေကိုသူတို့လက်ခံလိမ့်မယ်ဒါပဲသူတို့ရဲ့သားတွေသူတို့ရဲ့သားသမီးတွေကျွန်တော်တို့မလွယ်ကူတော့ဘူး example ပြောမယ်ဆိုရင်ကျွန်တော်ရဲ့မီးတွေပေါ့ကျွန်တော်သားသမီးခိတ်မှာကြတော့အဲ့လောက်ထိမဖြစ်တော့ဘူးဒါပေမဲ့ကျွန်တော်ရဲ့မီးတွေခိတ်မှာဒီကျွန်တော်ရဲ့မီးတွေဟာဂျန်တဲ့ဂျပန်နိုင်ငံတူနိုင်ငံသားလူငယ်တွေလိုပဲဖျားကြောင်းနဲ့ဝဲသွားမလားဒါဟာကျွန်တော်တို့စဉ်းစားရမယ့်အရာဖြစ်တယ်အဲကြောင့်ခုနကပြောတဲ့ဟာဖျားကြောင်းနဲ့နီးတဲ့နေရာမှာဖြစ်နိုင်ရင်မဖြစ်နိုင်ဘူးဆိုတော့ဖျားခင်ထားမှာဆက်လက်ပြီးမှဆုတောင်းပြီးတော့မှနီးလန်းချဖို့လိုတယ်ဖြစ်နိုင်တယ်ဆိုရင်ဒီကျွန်တော်တို့ရဲ့ဖျားကြောင်းနဲ့နီးတဲ့နေရာကျွန်တော်တို့ရဲ့အဖွဲ့အစည်းတဲ့နီးတဲ့နေရာမှာနေပြီးတော့မှဒီကျွန်တော်တို့ရဲ့ပျော်ရွှင်တဲ့မိသားစုနဲ့အတူတကွကလေးတွေကိုရောလူကြီးတွေအကုန်လုံးပျော်ရွှင်တဲ့မိသားစုတခုတည်ဆောက်ပြီးတော့မှယုံကြည်ခြင်းဆိုင်ရာအမျိုးသားရေးဆိုင်ရာကုန်လုံးကိုတည်ဆောက်ပြုစုထောင်တဲ့အချိန်မှာကျွန်တော်တို့ဟာအိမ်မတာမ
တာဝန်ကျေပြုတ်နဲ့မိဘတွေယုံကြည်သူတွေဖြစ်လာမှာဖြစ်ပါတယ်ကျွန်တော်တို့တကူကောင်းမဆန်ဖို့လိုပါတယ်ကျွန်တော်ဘုရားသခင်ရဲ့ယုံကြည်ခြင်းဘုရားသခင်ရဲ့ကယ်တင်ခြင်းကိုကျွန်တော်ရရှိတယ်ကျွန်တော်အသားသမီးတွေလည်းရရှိပါစေကျွန်တော်မြည်တယ်လည်းရရှိပါစေဘာဖြစ်လဲကျွန်တော်ပျော်ရွှင်တယ်လို့သူတို့ကိုလည်းပျော်စေချင်ပါတယ်ကျွန်တော်ဝမ်းမြောက်မဲ့ဘုရားသခင်ရဲ့နိုင်ငံတော်ကိုကျွန်တော်ခံစားနဲ့ဝင်စားတဲ့အချိန်မှာကျွန်တော်ရဲ့မြည်တွေလည်းဝင်စားနိုင်ပါစေဒါကျွန်တော်တို့တာဝန်ကျေတဲ့ယုံကြည်သူတွေဖြစ်ဖို့ဖြစ်ပါတယ်အဲကြောင့်ဒီကနေ့ကျွန်တော်အားလုံးရဲ့အသက်တာကိုဖျားသခင်ထံမှာယူဆောင်လာတဲ့အချိန်မှာကျွန်တော်ကျမတို့ရဲ့ယုံကြည်သူတိုင်းရဲ့တာဝန်ကိုသိစိတ်နဲ့ကျွန်တော်တို့ဟာဆက်လက်ပြီးတော့မှယူဆောင်သွားဖို့တာဝန်ကျေပြုံဖို့လဲလိုပါတယ်ဟေဘရဲဩဝါဒစာဘုရားသခင်ရွေးကောက်ထားတဲ့လူမျိုးတွေကိုသခင်ယေရှုရဲ့ကယ်တင်ခြင်းအကြောင်းကိုပြောပြတဲ့အချိန်မှာခိုင်မာခြင်းရေးရင်ခြင်းရှိပြီးတော့မှဘုရားသခင်ထံမှာထာဝရရှင်ကဖို့တိုးဝင်ဖို့အတွက်ဟေဘရဲဝါဒစာမှာကျွန်တော်တို့ကိုပြောထားခြင်းဖြစ်ပါတယ်ဘုရားသခင်ကိုယုံကြည်ပြီးတော့မှဘုရားသခင်ရွေးကောက်ခြင်းတင်မြောက်ခြင်းကိုခံရတဲ့ကျွန်တော်ယုံကြည်သူတွေဖြစ်တယ်ဒီလိုမျိုးအခွင့်အရေးကိုရရှိထားတဲ့အချိန်မှာကျွန်တော်တို့ဘုရားသခင်ကကျွန်တော်တို့ကိုတာဝန်ပေးထားတဲ့လောကရဲ့အလင်းဖြစ်ဖို့အတွက်ကျွန်တော်တို့စီမှာတာဝန်ရှိပါတယ်ကျွန်တော်တို့ဟာဘုရားသခင်ရဲ့သခင်ယေရှုရဲ့တပည့်တော်တွေဖြစ်တယ်ဒီတပည့်တော်တွေအားဖြင့်ကျွန်တော်တို့ဟာသခင်ယေရှုရဲ့ကယ်တင်ခြင်းအကြောင်းကိုကြားရတယ်လက်ခံရရှိတယ်ဝမ်းမြောက်တယ်ကျွန်တော်တို့အားဖြင့်ကျွန်တော်ရဲ့ပတ်ဝန်းကျင်ကျွန်တော်တို့ရဲ့ဆွေမျိုးတငယ်ချင်းတွေဒီဝမ်းမြောက်ခြင်းကိုရရှိခံစားဖို့လိုပါတယ်အသက်ရှင်နေတဲ့အချိန်မှာဒီအခွင့်အရေးတစ်ခုရပါတယ်တည်သွားတဲ့နောက်ပိုင်းမှာဒီအခွင့်အရေးဟာကျွန်တော်တို့ ਨੇ မဆိုင်တော့ဘူးဖြစ်ပါတယ်အဲကြောင့်မို့ဒီကနေ့ကျွန်တော်တို့ဒီမှာရောက်ရှိနေတဲ့ကျွန်တော်တို့ရဲ့ညီကိုတွေအားလုံးကျွန်တော်တို့ရဲ့အသက်တာကိုတီးခံတင်မွေးပြီးတော့မှခိုင်မာတဲ့ယုံကြည်ခြင်းရရှိပြီးတော့မှဒီခိုင်မာတဲ့ယုံကြည်ခြင်းအားဖြင့်ကျွန်တော်တို့ရဲ့မိသားစုတွေကိုခိုင်မာတဲ့ယုံကြည်ခြင်းကိုပြန်လည်ပေးထားပြီးတော့မှခိုင်မာတဲ့လူအဖွဲ့အစည်းခိုင်မာတဲ့မိသားစုခိုင်မာတဲ့တင်းတော်တည်ဆောက်ဖို့လိုပါတယ်ခိုင်မာတဲ့မိသားစုမရှိရင်ခိုင်မာတဲ့တင်းတော်ဆိုတာမရှိနိုင်ပါဘူးခိုင်မာတဲ့မိသားစုတွေအများကြီးတည်ထောက်သွားမှခိုင်မာတဲ့ဘုရားသခင်ရဲ့ပုံကောင်းတဲ့တာတဲ့တေကိုပြနိုင်တဲ့နိုင်ငံရှိမှဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာအသက်ရှင်ထင်ရှားဖို့ဖြစ်တယ်အဲဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဘာဝင်ကျင်ကျွန်တော်တို့မိသားစုကျွန်တော်တို့အတင်းတော်ကိုတည်ဆောက်တဲ့အချိန်မှာကျွန်တော်တို့အရောက်စီတိုင်းမှာတာဝန်ရှိတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ဟာယုံကြည်သူတွေဖြစ်တယ်ဖျားတခင်ကယ်တင်ခြင်းကိုရရှိထားတဲ့လူတွေဖြစ်တဲ့အတွက်ဒီအရာကိုကျွန်တော်တို့ပတ်ဝန်းကျင်မှာကျွန်တော်ရဲ့သားသမီးမင်းစင်မင်းဆက်အကုန်လုံးကိုပေးထားဖို့အတွက်တာဝန်ရှိတယ်အဲကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာကိုကျွန်တော်အားလုံးဟာခိုင်မာတဲ့ယုံကြည်ခြင်းဟိုရရှိတဲ့အနည်းတူကျွန်တော်တို့ဒီခိုင်မာတဲ့ယုံကြည်ခြင်းမှာလက်လျှောက်ပြီးတော့မှကျွန်တော်ပုံကောင်းတဲ့တည်းနဲ့ကျွန်တော်ပတ်ဝန်းကျင်ကိုအလင်းဖြစ်စေဖို့အတွက်ကျွန်တော်ဆက်လက်ပြီးတော့ဖျားရှင်နဲ့အတူလက်လျှောက်ကြရအောင်လို့ပြောကြရင်းနဲ့ကျွန်တော်ရဲ့နှုတ်ဘတ်တော်ကိုနေကုန်းချုပ်ပါတယ်အားလုံးပေါ်ဖျားရှင်ကောင်းချီးပေးပါစေဒီခံတိမ်မွေးပြီးခိုင်မာတော့ယုံကြည်ခြင်းလူကြားနာရတော့နှုတ်ကပတ်တော်မှအံ့ဘွယ်တော့အရာများကိုမြင်နိုင်ပါမိအကြောင်းတန်ရှင်းသောဝိညာဉ်တော်ဘုရားသခင်ဆက်လက်၍တာရမီရောက်စီတိုင်းကိုလမ်းပြတော်မူပါ